မကရာတိုင်းရာဇဂျိုမျိုးရဲ့အနီးကနာလကအမည်ရှိတဲ့ရွာကစီးစိမ်ဥစ္စာကျွဲဝချမ်းသာတဲ့မိဘနှစ်ပါးကမွေးဖွားလာကြတဲ့ဥပဒိတ်တာဆိုသူနဲ့ကောလိတဆိုတဲ့တငယ်ချင်းနှစ်ဦးဟာရာဇဂျိုမျိုးတော်ရဲ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့တောင်ထိပ်ပွဲသဘင်ကိုတွားရောက်ကြည့်ရှုခဲ့ကြတယ်လူစည်းအလွန်များပြီးတော့ကြော်ကြတဲ့ဒီပွဲတော်မှာလာလိုက်ကြတဲ့လူတွေကလူမျိုးစုံအလွှာစုံဒီဇိုင်းစုံကာလာစုံပေါ့ပွဲတော်ရောက်လာကြတဲ့လူတွေဟာတချို့ကစားတော့ဆိုင်တွေမှာစားတော့ပြီးတော့ပျော်ပါနေကြတယ်တချို့ကကြတော့ဆက်ကယုံနေမြက်လက်ယုံနေကိုရှောက်ကြည့်ပြီးတော့ပျော်ရွှင်နေကြတယ်တချို့ကကြတော့လဲလူတွေကြားထဲမှာဟိုသွားဒီသွားဟိုငေးဒီငေးနဲ့ပေါ့ဥပဒေတာနဲ့ကောလိတာတို့တငယ်ချင်းနှစ်ယောက်ကတော့ပွဲကင်းတစ်ခုလုံးကိုအပေါ်စည်းကနေစီးပြီးတော့မြင်းနေရတဲ့တောင်ကုန်းလေးတစ်ခုပေါ်မှာထိုင်ပြီးတော့ပွဲကင်းတွေကလူတွေကိုကြည့်ပြီးစဉ်းစားနေခဲ့ကြတယ်ဒီပွဲကင်းတွေကလူတွေအားလုံးနောင်နှစ်တရာကြာလာတဲ့အခါဆိုရင်တူတယောက်မှလောကကြီးမှာရှိကြတော့မှာမဟုတ်ဘူးအားလုံးသေဆုံးကုန်ကြမယ်သူတွေကြီးပဲနှစ်တရာဆိုတာကအငယ်ဆုံးလူကနေတွက်ပြောကြရတာတကယ်ဆိုရင်တော့4-5နှစ်နဲ့သေးမဲ့လူတွေရော10နှစ်ဝန်းကျင်ရှိရင်သေးကုန်ကြမဲ့သူတွေရောသေကြတာကတော့နောင်နှစ်တရာသာကြာသွားခဲ့ရင်တော့ငါတို့နှစ်ယောက်ကအစတယောက်မှရှိကြမှာမဟုတ်တော့ဘူးပေါ့အားလုံးသေးကုန်ကြမဲ့သူတွေကြီးပဲလို့စဉ်းစားနေကြတယ်ဒီနှစ်လေး190နေရမယ့်အချိန်လေးကိုဘာကြောင့်လူတွေကလောဘတွေဒေါသတွေနဲ့ဘဝကိုပူပူလောင်လောင်ရှင်သန်နေကြတာလဲဘာကြောင့်ချစ်ချင်းမုန်းချင်းတွေနဲ့ဘဝကိုစင်စင်ញင်ញင်ဖြတ်သန်းနေကြတာလဲတကယ်တော့ခဏလေးနေရတဲ့နှစ်190လေးအတွင်းမှာအားလုံးဟာခွဲကြထားခဲ့ကြရမယ့်အရာတွေကြီးပဲမဟုတ်လားဒီရှင်သန်နေရတဲ့နှစ်တရာလေးအတွင်းမှာဘဝကိုငြိမ်ငြိမ်ချမ်းချမ်းလေးနဲ့နေသွားတဲ့လေဘဝကိုကြည်ကြည်နက်နက်လေးနဲ့ရက်တည်သွားတဲ့တငယ်ချင်းနှစ်ယောက်ကပွဲကင်းတစ်ခုလုံးကလူတွေကိုကြည်ပြီးတော့အဲ့ဒီလူတွေတွေးနေခဲ့ကြတယ်တငယ်ချင်းနှစ်ယောက်ဟာပွဲကင်းကိုလာခဲ့ကြပြီမဲ့ပွဲကင်းရဲ့အရာသာကိုမေ့မောမောခံစားနေကြတာတော့မဟုတ်ဘူးပွဲကင်းတွေကလူတွေကိုကြည်ပြီးတော့အသည့်အမြင်တစ်ခုကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်နေခဲ့ကြတယ်ပွဲကင်းကအပြန်မှာတော့သူတို့ဟာဘဝရဲ့နေရတဲ့နှစ်လေး190အတွင်းမှာဘဝရဲ့ငြိမ်းချမ်းခြင်းတွေကိုရှာဖွေမယ်ဘဝရဲ့ဒုက္ခတွေကလွတ်မြောက်ဖို့ဒုက္ခလွတ်မြောက်ကြောင်းတရားတွေကိုရှာဖွေမယ်ဆိုပြီးတော့တငယ်ချင်းနှစ်ယောက်လူပေါင်းကိုအပြီးစွန့်ခွာလာခဲ့ကြတော့တယ်သူတို့နှစ်ဦးဟာနောက်တစ်ချိန်မှာမြတ်စွာဘုရားပြီးရင်ပညာအကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာနဲ့ဖျားပြီးရင်တကူအကြီးဆုံးဆိုတဲ့ရှင်မောက္ကလန်ဆိုပြီးတော့ဖြစ်လာခဲ့ကြတဲ့သူတွေပေါ့ဒါလေးကိုစဉ်းစားမိပြီးပြောချင်တာကဘဝရဲ့အပြောင်းအလဲအစဟာအမြင်တွေပြောင်းလဲခြင်းကစခဲ့တာဆိုတာပါပဲငြိမ်းချမ်းရေးအတွက်ဗုဒ္ဓညွှန်ပြခဲ့တဲ့လူကျင့်စဉ်8ချက်မှာအမြင်တွေမှန်ကန်မှုဆိုတဲ့တမ္မာဒိဋ္ဌိဆိုတာအရင်ဦးဆုံးပြခဲ့တယ်ပွဲကင်းတစ်ခုလုံးထဲကများစွာသောလူအုပ်ကြီးဟာပြောနေမောနေပြုံးပြောနေမူးနေမေ့နေကြတယ်အဲ့ဒီသူတွေကိုသွားလာစားတောက်ဝါမျိုးအများလိုမြင်ပြီးတော့အများလိုပဲနေခဲ့ကြမယ်ဆိုရင်တော့အများနီးလူတွေကတာမန်လူလိုနေမှာပါပဲမသိမသာဆိုတဲ့အတိုင်းဘာမှထိုးထွင်းမသိရင်တော့လေအများထက်သာတဲ့လူဆိုတာဖြစ်လာမှာမဟုတ်ဘူးတီတီသာသာဆိုတဲ့အတိုင်းသူများထက်ဘိုးသည့်ထိုးထွင်းသည့်မှသူများထက်သာတဲ့သူဖြစ်မှာပေါ့ဒါကြောင့်ပြောချင်တာသိစေချင်တာကဘဝမှာဘယ်အရာကိစ္စမှာပဲဖြစ်ပြောင်းလဲဖို့တိုးတက်ဖို့အောင်မြင်ဖို့ဆိုရင်ကောင်းမွန်တဲ့အသည့်အမြင်တွေရရှိဖို့ဟာပထမဆုံးအရေးကြီးတယ်ဆိုတာသိစေချင်တယ်ဘဝကိုမေ့မောနဲ့မဖြတ်သန်းသင့်ဘူးနေရတဲ့နှစ်ခဏလေးအတွင်းမှာဘဝကိုအကောင်းဆုံးနဲ့ဖြတ်သန်းနိုင်အောင်ကြံစီကြိုးစားအားထုတ်တဲ့
ပန်းသီးလေးတစ်လုံးကျွေးကြလာတာကိုဘာကြောင့်ကြလာတာလဲဆိုတဲ့အတွေးလေးကနေမြေကြီးရဲ့ဆွဲငင်အားကိုသိခဲ့ပြီးတော့လောကအတွက်ကောင်းကျိုးတွေကိုဖန်တီးနိုင်ခဲ့ကြတယ်မဟုတ်လားဒါဟာလေကြံစီစဉ်းစားခြင်းရဲ့ရလဒ်ပါပဲဒါကြောင့်မိကုံးချုပ်ပြောချင်တာကတော့မှန်ကန်တဲ့အသည့်အမြင်တွေရအောင်သင်ယူကြပါမှန်ကန်တဲ့အသည့်အမြင်တွေတူပါအောင်စဉ်းစားကြပါလေ့လာအားထုတ်ကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးဘဝကိုမေ့လျော့မနေကြပဲငြိမ်းချမ်းဖို့အသည့်အမြင်များရကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်